မင်္ဂလာပါမအမဝိုင်းရပါအော်3သိန်းဝင်းနေနဲ့ကကြီးညာထားတဲ့ဟာလေးရှိတာဗောမမရဲ့ဟုတ်ရှိတယ်တက္ကနိုတွေကလိုချင်တာဟုတ်ပစ္စည်းလေးရောက်ထားတယ်အခုလေးကိုလည်းတင်မလို့ပဲလုပ်နေရပါတော့အတော်ပဲတခါလေးပြောပြမယ်မမဟုတ်ကဲ့ပစ္စည်းဝင်ထားတာလေးကတက္ကနိုတွေကမှ Spot Go 1S လေးရယ် Go 2လေးရယ်ပြန်ပြီးပစ္စည်းလေးရောက်ထားတယ်မမဟုတ်ကဲ့ရောင်းပေးထားတဲ့ဈေးလေးကတို့ဒီ Go 1S လေးဆိုလို့ရှိရင်ပေါ့နော် Run 364ကို3,400နဲ့ရောင်းပေးထားတယ်မမ Go 2လေးဆိုလို့ရှိရင်တော့သူကတော့1000တော့ပုံများသွားမယ်ပေါ့နော်3,500ဝန်းကျင်ပါမမဟုတ်ဘက်ထရီက9000 mAh မှနှလုံးသလုံးနှစ်ခုသလုံးကပေါ့နော် Go 1S ကော Go 2ကောကဘက်ထရီ ampere တွေက9000 mAh ကြီးပဲမမR21ကတော့သူကတိုက်စီနဲ့လာတယ်မမနှစ်ခုသလုံးကတိုက်စီပဲတိုက်စီမှာR21ကကျတော့15ဝက်ပါရှင်းမမဟုတ်ကဲ့3သိန်းကိုအကျန်းခံပါမလားအမလီမမဒီကောင်လေးရလေညှိုးထူးတက်လေညှိုးစရာတော့မလိုဘူး3သိန်းခွဲဝင်းကျင်ထဲမှာပေးရတဲ့ဈေးနဲ့ကိုပြောမလဲပြန်ရတဲ့ feeling ကအရန်ကိုတန်တဲ့ထင်မှာပါတယ်မမရဲ့ညီမတို့ဒီ Go to လေးဆိုလို့ရှိရင် IB ဒီ9သိန်းကျော်မှာထည့်ပေးထားတဲ့ IB 64ထီတောင်ထည့်ပေးထားတဲ့အတွက်ရေတံမိုးတံတော့ကောင်းကောင်းခံနိုင်တယ်မမ Go 1S လေးကတော့သူက IB 54တော့ထည့်ပေးထားတယ် Go 2နဲ့ Go 1S ဆိုလို့ရှိရင်တော့ Go 2လေးကတော့ပို့ပြီးတော့ရေတံမိုးတံပို့ခံနိုင်တာပေါ့နော်မမဟုတ်ကဲ့မျက်နှာပြင်နဲ့ကျဲပါတယ်မမမျက်နှာပြင် size အနေနဲ့ဆိုလို့ရှိရင်သူက 6.7 6.6 လောက်တော့သွားတယ်မမဟုတ်အဲ့ဒါလေးကိုလက်ဝေပါတာဗောမမရဲ့3သိန်းကျော်ဆိုပြီးတော့ short တော့မတွက်နဲ့မမသူကလေ size မောက်တဲ့ finger နှစ်ခုစလုံးကလက်ဝေတွေကဘေး finger လေးတွေထည့်ပေးထားတယ်မမစောင်းပိုင်းကကျဲပါမလားဆိုတော့Go 1S လေးဆိုလို့ရှိရင်ညီမတို့ speaker ဆိုလို့ရှိရင်အပေါ်အောက်ပေါ်တော့ dual speaker လေးနဲ့သွားပေးထားတယ်ဒီ Go 1S လေးဆိုရင်လေဟုတ်ကဲ့အစ်စ်ပါရှင်အစ်စ်ပါကင်ကိုမှညီမတို့ကကုမ္ပဏီလုံးတစ်မျိုးတည်းကိုပဲအာမခံတစ်နှစ်နဲ့ရောင်းပေးထားတယ်မမဟုတ်ကဲ့ဆိုင်လိပ်စာလေးကဟုတ်ကဲ့ဆိုင်လိပ်စာလေးကကြတော့လှိုင်းသာယာမြို့နယ်တမကုန်းမှတ်တိုင်ရောက်ရင်ဘယ်ဘက်ကိုချိုးလိုက်ပဒံဘက်ပေါ့နော်အဲ့ထိတ်လေးမှပဲအောင်မိုဘိုင်းလက်ငင်းရောအရေးကြရောနှစ်မျိုးလုံးရောင်းပေးထားတယ်အစ်စ်ပါကင်တစ်မျိုးတည်းကိုပဲရောင်းပေးထားတာတခြားဖုန်းနံပါတ်တွေရှိပါတယ်ရှင့်မတခြားဖုန်းနံပါတ်တွေအနေနဲ့ဆိုလို့ရှိရင်တော့0931300428ကဲ255442464ရယ်နောက်တစ်ခုကကြတော့ထပ်တိုးထားတာပေါ့နော်399895193636ဟုတ်ကဲ့မမအဲ့နံပါတ်ဒီနဲ့ဆက်သွယ်လို့ရပါတယ်ဒါဆိုရင် Go to လေးပဲပေါ့နော်မမGo to လေးပဲဟုတ်ကဲ့အိမ်ရောက်ငွေချေလုပ်ပေးပါတယ်ရှင်အိမ်ရောက်ငွေချေနဲ့လည်းပို့ပေးပါတယ်ဆင်ရလွဲပြမလို့မမဆင်ရလွဲပြမလို့ပါဘူးရှင်ညီမတို့အိမ်ရောက်ငွေချေကိုညီမတို့အိမ်ရောက်မှာဒီဒလီကျော်ဖုန်းတန်ဖိုးပေါင်းပြီးလွှဲပြီးလို့ရပါတယ်ရှင်အိမ်ရောက်ငွေချေနဲ့ပို့ပေးပါတယ်ဟုတ်ဝယ်ယူအားပေးလို့လည်းကျေးဇူးများကြီးတင်ပါတယ်မမဟုတ်ကဲ့မင်္ဂလာရှိတော်နေလေးပါမမဟုတ်ကဲ့ပါရှင်ချေ